လူရဲ့အသက်ဝိညာဉ်ကဘာမှတန်ဖိုးမရှိဘူးလို့ထင်နေရင်တော့ဒီကျမ်းပိုက်ကိုဖတ်တဲ့နဲ့ကျမ်းပိုက်ကတော့ရှမသက်ခရစ်ဝင်ကျမ်းခန်းကြီး16အငယ်26ဖြစ်ပြီးတော့ကျမ်းပိုက်ထဲမှာပြောလဲဆိုရင်လူသည်ဤစကြာဝဠာကိုအကျွမ်းမဲ့အစိုးရ၍မိမိအသက်ဝိညာဉ်ရှုံးလျင်အဘယ်ကျေးဇူးရှိသနည်းမိမိအသက်ဝိညာဉ်ကိုအဘယ်ဥစ္စာနဲ့ရွေးနိုင်သနည်းတဲ့လူရဲ့အသက်ဝိညာဉ်ကစကြာဝဠာကြီးတစ်ခုလုံးထက်တောင်ပိုပြီးတန်ဖိုးရှိတယ်လို့သမာကျမ်းစာကပြောနေတယ်ဒါကိုကျွန်တော်တို့ကတန်ဖိုးမရှိပါဘူးလို့ထင်နေတယ်ဆိုရင်တော့ကျွန်တော်စဉ်းစားကြဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလောက်ထိတန်ဖိုးကြီးမားတဲ့လူရဲ့အသက်ဝိညာဉ်ကိုကျွန်တော်ရဲ့စီးစိမ်ဥစ္စာတွေတော်တက်ရှင်းတဲ့ပညာတွေနဲ့ရွေးဝယ်လို့မရဘူးရွေးဝယ်လို့ရတာကသခင်ယေရှုရဲ့အသွေးတော်ပဲဖြစ်တယ်အဲ့ဒီအသွေးတော်နဲ့ကျွန်တော်တို့ကိုရွေးဝယ်ခဲ့ပြီးပြီအသက်ဝိညာဉ်မဆုံးရှုံးသွားဖို့အတွက်အပြစ်ငရဲကိုမရောက်ဖို့အတွက်ယေရှုခရစ်တော်ကသူ့ရဲ့အသွေးနဲ့ရွေးဝယ်ခဲ့ပြီးပြီဒီလိုစัจ java နာထက်တန်ဖိုးကြီးမားတဲ့အသက်ဝိညာဉ်တွေကိုကျွန်တော်တို့ကတန်ဖိုးထားရမယ်ကျွန်တော်ပတ်ဝန်းကျင်မှာကြည့်လိုက်မယ်ဆိုရင်ယေရှုကိုမရလို့အသက်ဝိညာဉ်ဆုံးရှုံးနေကြတဲ့သူတွေအများကြီးပဲသူတို့ကိုကျွန်တော်တို့တန်ဖိုးထားပြီးတော့သူတို့ရဲ့အသက်ဝိညာဉ်ကိုမဆုံးရှုံးစေချင်ဘူးဆိုရင်ရွေးနှုတ်ပေးနိုင်တဲ့သခင်ယေရှုနဲ့မိတ်ဆက်ပေးရမှာဖြစ်တယ်ဒါကြောင့်မို့အေဝံဂေလိလုပ်ပါယေရှုအကြောင်းကိုပြောပြပါလို့ကျွန်တော်ပြောနေရတယ်ဖြစ်တယ်ကဲမိတ်ဆွေသင်ကိုယ်တိုင်ရောဘယ်လိုလဲသူတို့ရဲ့အသက်ဝိညာဉ်တွေကိုအဆုံးရှုံးခံခိုင်းပါလားယေရှုအကြောင်းကိုခြားသူတွေရှိပြောပြနေပြီလားယေရှုအကြောင်းကိုခြားသူတွေရှိမပြောပြဘဲနဲ့သူတို့ရဲ့အသက်ဝိညာဉ်တွေတန်ဖိုးကြီးလာတဲ့အသက်ဝိညာဉ်တွေကိုအဆုံးရှုံးခံခိုင်းပါလားသေချာဆုံးဖြတ်စေခြင်းနဲ့